စနေသားသမီးတွေဆိုတာအပြင်ပန်းကြည့်ရင်တည်ငြိမ်အေးဆေးပြီးခိုင်မာတဲ့စိတ်သက်ရှိသူတွေပါတစ်ဖက်လူအပေါ်မှာလဲတစ္ဆာရှိရှိနဲ့အစွမ်းကုန်တီးခံတတ်ကြပေမဲ့တခါစိတ်နာသွားရင်တော့ဘယ်တော့မှပြန်မလဲကြည့်ပဲအမုန်းကြီးတတ်ကြပါတယ်ဒါပေမဲ့ကိုကအစ်စ်အမှန်ချစ်တဲ့လောက်ဘာကြောင့်များအချစ်စစ်နဲ့လွဲချော်ပြီးနှလုံးသားရေးမှာအမြဲတမ်းအထီးကျန်နေရတာလေးဆိုတာကိုဆီယာမကအခုလိုပဲဟောကြားပေးလိုက်ပါတယ်ရှင်ပထမဆုံးတစ်ချက်အနေနဲ့စနေသားသမီးတွေရဲ့ခံစားချက်ကိုမျိုးသိပ်ပြီးတီးခံလွန်းနေစိတ်ကြောင့်ဖြစ်ပါတယ်ကိုဘက်ကအဆင်ပြေအောင်အစားစားအရာရာလိုက်လောတီးခံပေးနေတာကိုတစ်ဖက်လူကအခွင့်အရေးယူပြီးတစ္ဆာဖောက်ဖို့ဝန်မလေးတော့တာမျိုးကြုံရတတ်ပါတယ်တီးခံခြင်းရဲ့အဆုံးသတ်မှာစိတ်နာပြီးအပီးတိုင်လမ်းခွဲလိုက်ရတာကြောင့်အချစ်စစ်နဲ့လွဲချော်ရတာပါရှင်နံပါတ်2အချက်ကတော့စနေသားသမီးတွေဟာတန်တရားစိတ်ကြီးပြီးအစွဲအလန်းကြီးခြင်းကြောင့်ဖြစ်ပါတယ်အချစ်ရေးမှာတစ်ဖက်လူအပေါ်ယုံကြည်ဖို့ခက်ခဲနေတတ်တယ်လို့အတိတ်ကအနာဂတ်ဟောင်းတွေကိုလည်းမမိနိုင်ပဲအမြဲဆွဲထားတတ်တာကြောင့်လက်ရှိရောက်လာတဲ့အချစ်စစ်ကိုတောင်တန်တရားမျက်လုံးနဲ့ကြည့်မိပြီးလက်လွတ်ဆုံးရှုံးရတတ်တာပါရှင်နံပါတ်3အချက်ကတော့ဇာတားခွင်မှာစနီဂျိုရဲ့အီးဆက်ပြီးခတ်ထန်နေလွှမ်းမိုးမှုကြောင့်အချစ်ရေးမှာကန့်ခီနေရတာဖြစ်ပါတယ်စနီသားသမီးတွေရဲ့ကံကြမ္မာကအစပိုင်းမှာအခက်ခဲတွေအလွဲချော်တွေနဲ့ပဲရင်ဆိုင်နေရတတ်ပြီးအချစ်စစ်နဲ့ဆုံဖို့အချိန်ကြာမြင့်စွာစောင့်ဆိုင်နေရတတ်တာပါရှင်အချစ်ရေးမှာအမြဲတမ်းအထီးကျန်ပြီးစိတ်တန်ရာတွေနဲ့နှပန်းလုံးနေရတဲ့စနီသားသမီးတွေအချစ်ကံပွင့်ခြင်းနေဆိုရင်တော့ကောမန့်မှာမိမိရဲ့နာမည်နဲ့မွေးနံလေးရေးခဲ့ပြီးပါဦးဆီယာမကစနီသားသမီးတွေရဲ့ခတ်ထန်တဲ့ကန်စာတာတွေကိုပြည်လို့စီပြီးအချစ်စစ်နဲ့အမြဲဆုံးစုံစည်းနိုင်မိအစွမ်းထက်ရတရားလေးတွေကိုတယောက်ချင်းစီအလိုက်လမ်းညွှန်ပြီးသွားမှာပဲရှင်အင်္ဂါသားသမီးတွေဆိုတာအပြောထက်အလုံးနဲ့တက်တေပြတတ်သူတွေဖြစ်တယ်လို့ချစ်သူအပေါ်မှာလဲအရေးတကြီးကြီးနဲ့ဂယုစိုက်လွန်းသူတွေပါဒါပေမဲ့ထူးဆန်းတာကကိုကအလေးနဲ့ထားသလောက်တစ်ဖက်လူကအပျော်အပါသဘောမျိုးတတ်မှတ်တာဒါမှမဟုတ်ကိုယ့်ရဲ့စေတနာကိုနားမလဲပဲတစ္ဆာဖောက်သွားတာမျိုးတွေမကြာခဏကြုံရတတ်ပါတယ်ဒီလိုကန်စားတာအလှည့်အပြောင်းတွေဖြစ်နေရတဲ့အကြောင်းရင်းကိုဆီယာမဖြန့်ကျက်ကြည့်လိုက်တဲ့အခါပထမဆုံးတစ်ချက်အနေနဲ့အင်္ဂါသားသမီးတွေရဲ့ဒေါသအဟုန်ကြောင့်ဖြစ်ပါတယ်ကိုကအယမ်းချစ်လို့စိုးရိမ်စိတ်နဲ့ပြောလိုက်တဲ့စကားတစ်ခွန်းကတစ်ဖက်လူအတွက်တော့ထိခိုက်စရာဖြစ်သွားပြီးအဲ့ဒီကနေတဆင့်အေးစက်မှုတွေစတင်ကလမ်းခွဲရတဲ့အထိဖြစ်လာရတာပါရှင်နံပါတ်2အချက်ကတော့အင်္ဂါသားသမီးတွေဟာစွန့်လွတ်အနစ်နာခံလွန်းတဲ့စိတ်ရှိနေလို့ဖြစ်ပါတယ်အချစ်အတွက်ဆိုဘာမဆိုလုပ်ပေးဖို့အသင့်ဖြစ်နေတဲ့ကိုယ့်ရဲ့အားနည်းချက်ကိုတစ်ဖက်လူကအတုံးချပြီးအချစ်တစ်ရှာတာမျိုးဒါမှမဟုတ်ကိုယ့်ကိုတန်ဖိုးမထားတော့တာမျိုးတွေကြုံရတာပါရှင်နံပါတ်3အချက်ကတော့ဇာတာခွေမှာစနီဂျိုနဲ့အင်္ဂါဂျိုတို့ရဲ့အားပြိုင်မှုကြောင့်အချစ်ရေးမှာအနှောက်အယှက်တွေများနေရတာဖြစ်ပေါ်တယ်ဒါကြောင့်ကိုဘလောက်ပဲတစ္ဆာရှိရှိကံတရားကကိုယ့်ကိုအစမ်းတက်ခံအဖြစ်ဖန်တီးပြီးအချစ်စစ်ကိုတွေးဖို့အချိန်ကြန့်ကြာအောင်လုပ်နေတတ်တာပါရှင်ကိုယ့်ရဲ့အချစ်ရေးမှာဘာကြောင့်ဒီလိုတွေဖြစ်နေရတာလဲဆိုတာကိုအဖြေရှာခြင်းနေဆိုရင်တော့ကောမန့်မှာမိမိရဲ့နာမည်နဲ့မွေးနံလေးရေးခဲ့ပေးပါဦးဆီယာမကအင်္ဂါသားသမီးတွေရဲ့အချစ်ကန်စားတာပြန်ပွင့်လာစေဖို့အတွက်တဦးချင်းစီအလိုက်ထိရောက်မဲ့ရတရားလေးတွေပြန်ပြောပြပါမယ်ရှင်